Hi, welcome back to Bali. ဒီနေ့ blog လေးကတော့အခု Bali Obama ရောက်လို့ရှိရင်ဒီမှာလို့သိနေATV adventure ဆိုတဲ့ activity ရှိတယ်ဗောလေ activity ကိုဘယ်လိုတွေ join ရလဲပြီးတော့ဒီ activity မှာပါလဲဆိုတာပြပြသွားမှာပါအရင်ဆုံးလေတလားချွတ်တင် booking လုပ်ရတာပိုကောင်းတယ်ဒီလည်းအကိုးတာမှာချွတ်တင် booking လုပ်တာပဲမ cancel လုပ်သွားပြီးတော့အဲ့ဒါဒီရောက်မှပဲဝယ်လိုက်တော့မယ်ဆိုပြီးတော့အဲ့ဒါဒီကိုပဲလာပြီးတော့ဒီပုံမှာပဲဝယ်တာပေါ့ဒါပေမဲ့ဒီမှာရောက်မှဝယ်တော့ဈေးရတော့များတယ်ပုံမှန်ဆိုလို့ရှိရင် website မှာပို့လို့ရှိရင်$30လောက်ပဲကျလာဒီမှာကျတော့အခု$5000ပြလိုက်ရတယ်ဆိုတော့အလုပ်ပေါင်းအဲ့ဒါဆိုဒေါ်လာနဲ့ဆို50လောက်ကျသွားမယ်အဲဈေးပိုများတော့ပေါ့နော်အဲကြောင့်မို့ဒီ activity join လုပ်လို့ရှိရင်အဲကြိုတင် booking လုပ်လာခဲ့ပါလို့အဲပြောပြချင်ပါတယ်ပြီးတော့သူဒီ activity join လုပ်ရတဲ့ကုမ္ပဏီတွေအများကြီးပဲရှိတယ်ဒီမရဒီ lesson ကိုပေါ်ကြတာလည်းနည်းပို့ပြီးတော့ service ကောင်းတယ်လို့ထင်တယ်ပြီးတော့လည်းသူ့မှာအစားအသောက်လည်းပါတယ်ပြီးတော့ cost တွေကလည်းလာတယ်ပစ္စည်းတွေကလည်းအဲ့နဲ့ safety ပို့ဖြစ်တယ်လို့ထင်တယ်ပေါ့နော်အဲကြောင့်မို့ lesson နဲ့ပဲ activity လုပ်ချင်လို့ lesson ပဲယူလိုက်တာပါဒီမှာသူ့ရဲ့ဇာတ်တွေကိုပြင်ဆင်နေတဲ့ပုံပေါ့နော်ဒီလို bike တွေနဲ့တွားရမှာပါအများကြီးပဲရှိတယ်အချိန်ရလည်းယူလို့ရတယ်8ရယ်9ရယ်10ရယ်ရှိတယ်ဒီလားမြက်လာနောက်ကျသွားတော့10နိုင်မှ10နိုင်တော့လည်းမရတော့ဒီအောက်မှာလက်မဝဲပြီးလို့ရှိရင်သူဟိုးပေါ်မှာကာပေးတယ်ပြီးတော့ထာဝါပေးတယ်ပေါ့နော်ပြန်လာလို့ရှိရင်ဒီမှာပဲရေချိုးရမှာပြီးတော့ပို့တိုစာပေပဲယူလို့ရတယ်ဒီကဘတ်တော်တွေတွားလဲပါတယ်ဆိုတော့လေဖုံးယူရလို့ရတာပေါ့နော်အဲ့ဒါကိုတောင်ဝန်နဲ့ကိုပဲလို့တော့အဲ့ဒါသူတို့ကပြောရဆိုတာအဲ့ဒါပို့တိုစာပေယူရင်ကောင်းမလားလို့ဖုံးယူရလို့ဆိုအောင်မဆိုလို့လေကဲအင်ဂျီလေးလိုက်အောင်မယ်နော်Hamas တွေဘုတ်တွေကိုပြင်ဆင်ရတဲ့နေရာစီရီဆိုတော့အခုစားစီရိုနေရာကိုတွားရအောင်ပေါ့နော်သူကစီးရဲ့နေလေးပါတင်ပေးမယ်ပြောတယ်ပြီးတော့ရှင်ဟဲ့လေတပုတ်ယူတာက$5000လောက်မှဆိုတော့မြူတော့မြူရဒါပေမဲ့အဲ့ခေါင်းကတအားဆိုရေဝင်လာပြက်သွားမှလည်းစသူကြိုက်လို့တော့တောင်းလာစင်ပြပါမှာမသိတော်တော်လက်ပတ်ထည့်ပေးလိုက်တယ်လက် result ကြည့်လိုက်ပေါ့နော်ဓာတ်ပုံပုံအဲ့လိုကြိုက်မှယူပေါ့မကြိုက်ရင်မယူကြရတယ်ပေါ့အဲ့လိုတော့ပြော information for you for the bring it back. Okay guys, this is automatic quad bike for you. Okay, automatic quad bike for you have 3 different gear. Okay, let's say in the track you want to change for the gear, you can stopping first. Yeah, you can change for the gear. Start for the bomb.
ထိတာဒါလည်းစစ်ပြီးရှိမှမှာတော့ပြည့်တယ်နော်အဲ့ဒါမူကတော့ယူပြီးတယ်မူကနဲ့သွားသွား 15 မိနစ် break ပြီးတော့ဗောနော်မက်ကတူးကိုတပုတ်ဘူနှမျိုးလို့ဆိုပြီးတော့ဖုံးအရှင်းပါပဲထိုင်ပေါ်နဲ့ချိတ်ပြီးတော့လာကြွကြွအိမ်နဲ့ထုတ်ပြီးတော့တချို့တလောပို့တောင်းလိုက်ပြီပြအဲ့ဒီကစားချိတ်တာနေတာဖုံးကိုဒီနေရာမှာပဲချိတ်တာလိုက်ဒီမှာပဲချိတ်တာပြီးတော့ဒီကနေအဲ့လိုချိတ်ပြီးတော့မောင်းတလန်းလိုပဲလှုပ်တယ်မတက်နိုင်တက်တာအောင်လို့အားလာတဲ့နေရာမှာကဒီမှာအေးတွေနဲ့မုတ်တွေရောင်းတဲ့နေရာရှိတယ်အဲ့ဒီမှာကိုစားချင်တာဝယ်ပြီးတော့ဘောနော်ပြန်လို့ရှိရင်ရှင်းသွားပြီးလို့ရတယ်အဲ့လို system မျိုးပေါ့ဒီမှာလည်းပြူလို့တော့လာတာပဲအဲ့ဒါဒီလိုထားလာပေးပါလေနိုင်ကိုလောက်တော့မောင်းလိုက်ရတယ်ခုတယ်ဝင်နေချိန်မှာမောင်းမဲကျိုးပြီးတော့လေတလားအဲ့ဒီခုအဲ့လေတဲမှာတညံ့နေတာဘလောက်လိပါဆိုအရေးမတုံးအဲ့ဒါနဲ့နောက်လေတိုက်ရှိလေတိုက်တော်သေးတယ်အာတနကုတ်ဆွဲလိုက်တဲ့အချိန်မှာမရအောင်လေပြီးတော့ပြက်လာတော့လေတလားရေလည်းပတ်တဲ့အချိန်မှာအင်ဂျင်ထဲမှာရေဝင်ရှင်တယ်လို့ပြတော့တိတ်ပတ်လို့တော့မကောင်းဆိုတန်လာဆိုတော့တန်ပါတယ်လုံးဝဥပရောက်လို့ရှိရင် must try ပါပဲဒီပြီးတော့ကျတော့နေလဲစားကြွေတဲ့ဥစားလေးပါပါတယ်သူတို့စားတော့ဆိုင်တက်ရှိပါအဲ့စားတော့ဆိုင်လည်းအရင်လာအဲ့လေအဲ့ဒီမှာမီနီယူလို့ရတယ်အခုခုပေါ့နော်အဲ့မှာသာစားရအောင်ပါအဲ့ရေတွေပါချိုးပြီးတော့ဟိုတယ်ရင်တလိုက်မှပြီးမှတော့စားတော့ဘိုင်ဘိုင်ဒီနေရာ ATV နဲ့ပိုင်ရှင်တခုလည်းပဲပြင်မယ်အဲ့ဒီ ATV စီးပြီးလို့ရှိရင်ဒီနေရာမှာထမင်းစားပွဲသူတို့လက်မှတ်လေးပေးတယ်ဒီနေမှာပေါ့သူတို့ပေးရတဲ့မီနူတွေကကြိုက်တဲ့မီနူတစ်ခုရွေးပြီးစားရ
ဒီဘက်ခုံနေတဲ့ဒီရှေးရေကန်နဲ့ဆင်းလို့ဆိုပတ်စံထပ်ပြရမှာတယ်အဲဒီ view တော့ဆောက်ရင်မိုက်ဒီ citrus sunset ရဲ့အစားအစာပေါ့နော်ဒါ spaghetti ကျွေးလိုက်တာသမင်းကြော်လည်းပါတယ်ပြီးတော့ sandwich လည်းပါတယ်တဲ့တော့ယူလို့ရ drink လည်းကြတော့လာကိုဝယ်တော့ပါပေါ့နော်drink တစ်ခွက်မှာလိုက်ရရာတော့ ATBC ရဲ့လူတိုင်းအတွက်စားလို့ရတယ်မိတစ်ကတစ်ခုတော့ပါတယ်တန်တယ်လို့ပြောလို့ရတယ် view ကမှ share ပဲဆို